بسم الله الحمد لله وكفى وسلام على عباده الذين اصطفى أما بعد فأعوذ بالله من الشيطان الرجيم بسم الله الرحمن الرحيم وذكر فإن الذكرى تنفع المؤمنين آمنت بالله صدق الله مولانا العظيم الحمد لله لذا أتى ميسوم يا كميا ويني مايسانيا يوغا لنبتا بيرو كوتابو أتوكولي جنرو أتو إمتاما بي هيجي ديگري جنرو ريغا ميمي خانا كويا يوغا ري پھدے تويدو يوغا سيجو يوغا نلون يوغا چوکا يوغا ليبنا يوغا အစရှိတဲ့ yoga တွေအားလုံးဖြစ်လာပြီဆိုလို့ရှိရင်ဒီ yoga တွေလူတစ်ယောက်မှာခံတာဒီ yoga တွေကဟုတ်လား yoga တွေတစ်ခုလူရဲ့ခန္ဓာကိုယ်မှာလူတစ်ယောက်ရဲ့ခန္ဓာကိုယ်မှာခံစားလာရပြီဆိုရင်ချက်ချင်းပဲကျွန်တော်တို့တွေကဆရာဝန်ရဲ့ထံကိုသွားပြီးတော့ကျွန်တော်တို့ကုသမှုကိုခံယူတယ်အဲ့ဒီရဲ့နောက်မှာဆရာဝန်ရဲ့ညွှန်ကြားချက်တွေကိုလိုက်နာပြီးတော့မှကျွန်တော်တို့တွေကဟာလာယောဂဝေဒနာပျောက်ကင်းဖို့အတွက်ကျွန်တော်တို့ပြုလုပ်ကြတယ်အဲ့ဒီလိုပဲကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ရဲ့အတွင်းထဲမှာရှိတဲ့ဝိညာဉ်အဲ့ဒီဝိညာဉ်မှာလေယောဂဇိုးတွေဆိုတာရှိတယ်ယောဂတွေဆိုတာရှိတယ်အဲ့ဒီဝိညာဉ်ရဲ့ယောဂတွေဖြစ်တဲ့ဟာလာမာနတွေနောက်တစ်ခါတမလို့ခေါ်တဲ့ဟာလာဒီမနာလိုဝင်တိုးမှုတွေနော်ပြီးတော့အစရှိယောဂညဘိုးပေါင်းစုံပေါ့နော်ဒေါသတွေကြီးကြီးဒီယောဂသို့တွေညောင်းသားမှာရှိတယ်ဒါပေမဲ့အဲ့ဒီယောဂတွေကိုကုဖို့အတွက်ကကျွန်တော်တို့ကဒီလောက်ကျွန်တော်တို့တောကမရှိတာများတယ်ဘုရားတော်ညာလေးပဲအဲ့ဒီယောဂတွေကိုကုတမှသာနေရင်လေကျွန်တော်တို့ရဲ့အီဘာဒတ်တွေကလည်းမှန်ကန်လာမယ်ကျွန်တော်တို့လိုချင်တဲ့စုကုနစီဘလို့ခေါ်တဲ့တာယာအေးချမ်းတဲ့ဘဝတွေကလည်းရရှိလာမှာဖြစ်တယ်ဒါမှသာနေရင်လေကျွန်တော်တို့ရဲ့ဟလာဘဝဇင်ဒဂီကအလ္လာရှင်ကျင်းတဲ့နှစ်သက်တဲ့ဘဝဇင်ဒဂီနဲ့ကျွန်တော်တို့နေရာမှာနေထိုင်သွားလာနိုင်မှာဖြစ်တယ်ဒါကြောင့်ဒီဝိညာဉ်ပိုင်းဆိုင်ရာယောဂတွေကိုကုသဖို့အလွန်အင်မတန်မှပဲအရေးကြီးတယ်လို့အဲ့ဒီယောဂတွေကိုဘယ်ပုံဘယ်နည်းကုသရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့မှဒီကနေ့တင်ပြသွားမှာဖြစ်တယ်လူရဲ့ခန္ဓာကိုယ်မှာပင်ကိုယ်အဖြစ်ဟာဆတ်ဆိုတဲ့ယောဂကရှိတယ်ဟာဆတ်ဆိုတဲ့ယောဂကရှိတယ်ဒါပေမဲ့အဲ့ဒီယောဂကိုကျွန်တော်တို့ကဟာလာလူတစ်ယောက်ကဥပမာအနေနဲ့လူတစ်ယောက်ကဒီကျွန်တော်ဆုလုတ်လို့ခေါ်တဲ့ဒီအစ္စလာမ်ရဲ့လမ်းစဉ်မှာမိမိကိုယ်ကိုမိမိပြုပြင်နေတဲ့လူတစ်ယောက်အတွက်ကဟာလာဒီယောဂကရှိုက်ကိုတင်ပြရအခုနကျွန်တော်တို့ဟာလာခန္ဓာကိုယ်ရဲ့ယောဂတွေဖြစ်လာရင်ဆရာဝန်ကိုတင်ပြသလိုပဲဒီဟာဆတ်ဆိုတဲ့ယောဂဖြစ်လာပြီဆိုလို့ရှိရင်လည်းဒီຢာနဲ့ပတ်သက်ပြီးမိမိရဲ့ရှိုက်ကိုတင်ပြရအဲ့တော့ဥပမာဟာလာပုံကိုယ်တယောက်ကမိမိရဲ့ရှိုက်ကိုတင်ပြမယ်ဟာလာဟိုရှိုက်ဟာလာဇာကြီးကျွန်တော်အနေနဲ့ကျွန်တော်ရဲ့အတွင်းထဲမှာဒီလိုမျိုးဟာဆတ်ဆိုတာဖြစ်နေဘယ်ပုံစံနဲ့ဆိုလို့ရှိရင်ဥပမာကျွန်တော်ရဲ့မိတ်ဆွေတယောက်ဖြစ်တယ်ကျွန်တော်ရဲ့မိတ်ဆွေဟာလာတယောက်ရှိတယ်သူကဆောင်းမိုးဝဲမှာဟာလာအမှတ်အများဆုံးနဲ့သူကရတယ်ကျွန်တော်ကသူ့ထက်အမှတ်နည်းနေတယ်အဲ့ဒီပုံမှာကျွန်တော်ရဲ့နှလုံးသားကသူအမှတ်များပြီကျွန်တော်အမှတ်နည်းနေတဲ့အချိန်မှာကျွန်တော်နှလုံးသားထဲမှာအနည်းငယ်တော့ဟာလာမခံခြင်းစိတ်တွေဖြစ်နေတယ်ဟာဆတ်ဆိုတဲ့ပုံစံမျိုးတွေဖြစ်နေတယ်ဒီလိုဖြစ်နေတယ်ကျွန်တော်နှလုံးသားကအဲ့ဒါကိုမိမိရဲ့ shite ကိုတင်ပြတဲ့အခါမှာ shite ကိုတင်ပြတဲ့အခါမှာလေဟာလာ shite ကဒါကျွန်တော်ဟာလာ shite ကိုပြင်ပြတဲ့အခါမှာဒီအရာကဟာဆတ်ဖြစ်သလားဒါမှမဟုတ်ဟာဆတ်မဖြစ်ဘူးလားအကယ်ဟာဆတ်ဖြစ်ခဲ့တယ်ဆိုရင်လည်းကျွန်တော်ဘယ်ပုံစံကုသရမလဲကျွန်တော်ဘယ်နည်းလမ်းတွေကိုလိုက်နာပြီးတော့ကျင့်သုံးရမလဲဒါမျိုးမိမိရဲ့ shite ကိုတင်ပြရမိမိရဲ့ shite ကိုတင်ပြအဲ့လိုပဲနောက်ထပ် shahawat နောက်ဥပမာတစ်ခုနဲ့shahawat လူတိုင်းရဲ့ရှိမှဒီ shahawat ဆိုတာကတော့ရှိတာဒါပေမဲ့အဲ့ဒီ shahawat ကိုအလက်ဖြစ်ဖို့အတွက်ကျွန်တော်တို့ကထိန်းကြီးရအကယ်၍လူတစ်ယောက်ရဲ့တမ်းမှာဒီ shahawat ဆိုတဲ့ဒီစိတ်ကဟာလာလိုအပ်တာတဲ့ပိုနေတယ်ဆိုလို့ရှိရင်အဲ့ဒီအရာကိုမိမိရဲ့ shahawat ကိုတင်ပြရ
မိမိရဲ့ shite ကိုတင်ပြမယ်ဟလာကျွန်တော်အနေနဲ့ဒီလိုပုံစံတွေဖြစ်လာပြီဆိုလို့ရှိရင်ကျွန်တော်ဘယ်လိုပုံစံကုသရမယ်ဟလာဘယ်နည်းလမ်းတွေကိုကျွန်တော်ကျင့်သုံးရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့မှမိမိရဲ့ shite ကိုတင်ပြရဆိုလိုတဲ့သဘောကလူတစ်ယောက်ကမိမိရဲ့ယောဂဝေဒနာတွေနဲ့ပတ်သက်ပြီးတော့မှမိမိရဲ့ shite ကိုအသေးစိတ်တင်ပြဖို့လိုအပ်တယ်ဆိုတာကိုကျွန်တော်အနေနဲ့ပြောချင်တယ်ဥပမာအနေနဲ့လူတစ်ယောက်ကဟလာမိမိရဲ့ဟလာဒီအရှက်အင်္ဂါပေါ့မိမိရဲ့အရှက်အင်္ဂါမှာအနာတစ်ခုဖြစ်တယ်ဒါကိုရှက်လို့ဆိုပြီးတော့ကျွန်တော်မပြဘူးဆိုလို့ရှိရင်တဖြည်းဖြည်းနဲ့ဒီယောဂကပိုဆိုးလာအဲဒီလိုပဲကျွန်တော်မှရှိနေတဲ့ဒီယောဂတွေကိုကျွန်တော်ကမိမိရဲ့ shite ကိုမတင်ပြဘူးဆိုလို့ရှိရင်ဒီယောဂတဖြည်းဖြည်းဆိုးလာပြီးတော့မှကျွန်တော်တို့ရဲ့ ibadat တွေကိုလည်းဒီယောဂကဖျက်ဆီးပြမယ်ကျွန်တော်တို့ရဲ့ဒူဝါတွေကိုလည်းဒီယောဂကိုအကြောင်းခံပြီးကျွန်တော်တို့ရဲ့ဒူဝါတွေကလည်းပယ်ဖျက်ခြင်းခံရမယ်အများကြီးကျွန်တော်တို့အတွက်ဆုံးရှုံးမှုတွေဟာဖြစ်လာမှာဖြစ်တယ်အဲ့လိုပဲဟာလာပုံကိုတယောက်ကတခြားသူတယောက်ကတော့၎င်းမိမိကိုယ်ကိုမိမိတော့၎င်းဟာလာဒီကိုယ့်ရဲ့အတွင်းထဲမှာတက္ကဘောဆိုတဲ့ဒီမာနဆိုတဲ့ယောဂဝေနေပြီဆိုပြီးတော့ဟာလာပြောလာတယ်ဒါနဲ့ပတ်သက်ပြီးတော့မှဆရာကြီးဟဇ်မလာမဖတီတကီဥစမာနီနဲ့ရူကီဘီမာရီအန်ကီအီလာဆိုတဲ့စာအုပ်ထဲမှာပါရေးထားတယ်ဆိုလို့ရှိရင်တက္ကဘောဆိုတဲ့ယောဂကတဲ့များသောအားဖြင့်လူသားကမိမိကိုယ်ကမိမိဘယ်နည်းနဲ့မှမသိနိုင်ဘူးဒီတက္ကဘောဆိုတဲ့ယောဂကဘယ်နည်းနဲ့မှမိမိကိုယ်ကိုမိမိမသိနိုင်တခါတည်းမှာမိမိကိုမိမိရဲ့မိတ်ဆွေတွေကနေပြီးတော့မင်းမှာတော့မာနရှိနေပြီဟာလားမင်းမှာတော့မာနဆိုတဲ့ယောဂရှိနေပြီလို့လာပြောတယ်အဲ့ချိန်ကြရင်လည်းဘယ်သူကမှတော့ကိုတက္ကဘောရှိတယ်လို့တော့မပြောဘူးဘယ်သူကမှတော့ကိုတက္ကဘောငါမှတော့တက္ကဘောရှိရနော်ဆိုပြီးဘယ်သူမှမပြောတခြားသူပြောမှသူသိရတယ်အဲ့ဒီလိုယောဂတွေလည်းရှိတယ်အဲ့လိုယောဂဖြစ်လာပြီဆိုရင်လည်းမိမိရဲ့ shite ကိုတင်ပြဟာလာကျွန်တော်အနေနဲ့ဟာလာကျွန်တော်ကိုဒီလိုတော့ကျွန်တော်မိတ်ဆွေတွေကပြောကြတယ်အဲ့တော့ကျွန်တော်ရဲ့အတွင်းထဲမှာဒီလိုတက္ကဘောတွေရှိလာပြီလို့ပြောတယ်အဲ့တော့ကျွန်တော်ဒီတက္ကဘောနဲ့ပတ်သက်ပြီးတော့ဘယ်ပုံစံကျွန်တော်ဖြည့်ရှင်းရမလဲဒီတက္ကဘောကိုပျောက်သွားအောင်ကျွန်တော်ဘာတွေလုပ်ရမလဲဒါတွေနဲ့ပတ်သက်ပြီးတော့မိမိရဲ့ shite ကိုတင်ပြနေရအဲ့တော့မိမိရဲ့ shite ကိုတင်ပြနေတဲ့အခါမှာလေဒီလိုမျိုးမမှတ်ယူရဘယ်လိုလဲဟာလာကျွန်တော်ဒီနဲ့ shite ကိုတင်ပြမယ်တင်ပြပြီးတော့ shite ကပြီးတဲ့ wazaif တွေကိုလုပ်မယ်azkar ဒီ zikr တွေကိုလုပ်မယ် tasbih တွေကိုtasbih တွေများစိတ်မယ်ငါ shite ဒါဒီလိုပုံစံနဲ့ငါဒါတွေကိုပြောင်းအောင်လုပ်မယ်ဆိုတဲ့ရည်ရွယ်ချက်တော့ကျွန်တော်တို့မထားရဘာကြောင့်လဲဆိုတော့ဒီ wazifa တွေဒီ tasbih တွေအားလုံးဟာ tasbih တွေ wazifa တွေဒါတွေကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ islah လုပ်တဲ့လမ်းမှာ islah လုပ်တဲ့အခါမှာဒါတွေကအကူအညီတစ်ခုဖြစ်တယ်မဒတ်ကအကူအညီတစ်ခုဖြစ်အထောက်အကူတစ်ခုဖြစ်တယ်ဒီဟာတွေကအဓိကသူ့ရဲ့ဒီ islah ရဲ့လမ်းစဉ်မှာအဓိက maqsad အစလီလို့ခေါ်တဲ့အဓိကကြတဲ့အချက်ကဘာလဲဆိုလို့ရှိရင်မိမိကိုမိမိမနက်ကနေညအထိမိမိလုပ်ခဲ့တဲ့အရာတွေဟာလာမိမိအနေနဲ့ဒီကနေ့တော့ဘယ်လိုအလုပ်ကိုဘယ်သူနဲ့လုပ်ခဲ့တယ်အဲ့လိုအလုပ်လုပ်တဲ့အခါမှာမိမိကိုမိမိတက္ကဘောဆိုတဲ့မာနပါတဲ့စကားတွေများပြောမိသလားလူတယောက်နဲ့ဆက်ဆံတဲ့အခါမှာကိုငါလှုပ်လို့ဖြစ်တာဒီဆိုင်ငါလှုပ်လို့ရတာဒီလူကိုငါလှုပ်လိုက်တာမိမိကိုမိမိတက္ကဘောဖြစ်စေတဲ့စကားတွေများပြောမိသလားဒါနဲ့ပတ်သက်ပြီးတော့မိမိကိုမိမိစဉ်းစားဆင်ခြင်ရအဲ့လိုပဲဟာလာဒီကနေ့ကျွန်တော်အနေနဲ့မိမိရဲ့အိမ်မှာမိမိအိမ်သူအိမ်သားတွေနဲ့ဆက်ဆံတဲ့အခါမှာမပြုတ်ပိုင်တဲ့ဒေါသဆိုတာလူရဲ့အတွင်းပိုင်းထဲမှာတော့ရှိမှာပဲဒါပေမဲ့အဲ့ဒီဒေါသကိုထိတ်ချုပ်ရအလေအလက်ဖြစ်အောင်ပြုလုပ်ရမယ်တချို့အခြေဒေါသတွေကထွက်လို့မပြုတ်ပိုင်တဲ့ဒေါသတွေဆိုတာရှိတယ်အဲ့တော့မတရားတဲ့ဒေါသတွေများငါထွက်ခဲ့သလားငါရဲ့မိသားစုတွေနဲ့ပတ်သက်ပြီးဒီကနေ့စကားပြောဆိုတဲ့အခါမှာဟာလာမပြုတ်ပိုင်တဲ့ဒေါသတွေများထွက်ခဲ့သလားအဲ့ဒီလိုပဲငါရဲ့လက်အောက်ငယ်သားတွေနဲ့ပတ်သက်ပြီးတော့ဒီကနေ့ငါဟာလာအလုပ်ယုံမှာငါရဲ့ဆိုင်မှာငါဟာလာမပြုတ်ပိုင်တဲ့ဒေါသတွေများငါရဲ့လက်အောက်ငယ်သားတွေအပေါ်မှာဖြစ်ခဲ့မိသလားဒါတွေကိုစဉ်းစားပြီးဆင်ခြင်ရအဲ့လိုပဲဟာလာမိမိရဲ့နှလုံးသားထဲမှာဒီမလူရောလောဘရမတ်တွေများရှိခဲ့သလားဒီကနေ့ဈေးရောင်းဝယ်မှာဟာလာကျွန်တော်အနေနဲ့ဈေးရောင်းခဲ့တယ်ဈေးရောင်းတဲ့အခါမှာကျွန်တော်ရဲ့ပစ္စည်းတွေကိုလောဘကြီးပြီးတော့မှလောဘရမတ်တွေနဲ့အတူကျွန်တော်ရောင်းချခဲ့သလားဟာအဲ့လိုပဲကျွန်တော်ရဲ့ပြောဆိုမှုဒီမှာမိမိအတွက်ရလုံမှုတစ်ခုကိုပဲကြည့်ပြီးတော့သူတစ်ပါးနစ်နာမှာကိုမကြည့်ဘဲနဲ့မိမိကိုမိမိလုပ်ငန်းတွေမှာလုပ်ခဲ့မိသလား
တချို့ပုဂ္ဂိုလ်တွေရှိတယ်တချို့ပုဂ္ဂိုလ်တွေရှိတယ်အဲ့ဒါသူ့ဆိုင်မှာမဝယ်တဲ့အတွက်တခြားဆိုင်မှာဝယ်တော့သူကဘာပြောလဲဟာခင်ဗျကျွန်တော်ရှိမှာဒီပစ္စည်းကတော့ခင်ဗျဘလောက်ပဲရှိတယ်ဒါကျွန်တော်မျက်စိနဲ့ကိုယ်တွေကျွန်တော်ကိုလာပြီးပြောတယ်ဒီလိုလူတွေရှိတယ်ဘာလဲသူ့ရဲ့နှလုံးသားထဲမှာသူယောဂသိုးတွေရှိတယ်သူ့ရဲ့နှလုံးသားထဲမှာသူ့ရှိရပဲယူရမယ်သူများရှိမှမယူရဘူးသူ့ဆိုင်ပဲရောင်းကောင်းရမယ်သူများရောင်းမကောင်းရဘူးဒီဘုပုံစံနေများဟာလားရှိသလားမိမိဒီနေ့တွေ့ကြတဲ့လူတွေထဲမှာဒီလိုပုံစံနေများရှိသလားဒါတွေကိုကျွန်တော်အနေနဲ့အမြဲတမ်းဆန်းစစ်ပြီးတော့မှဒီအရာတွေကိုရှိခဲ့တဲ့ဆိုရင်ဒီအရာတွေကိုဘယ်ပုံစံပြုပြင်ရမလဲဒါတွေကိုဘလို့နီးနဲ့ကျွန်တော်ဒီယောဂဇိုးတွေကိုမိမိရဲ့နှလုံးသားတွေကနေပြီးတော့ထွက်သွားအောင်လုပ်ရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့နေ့စဉ်ဒါကိုကျွန်တော်စဉ်းစားပြီးတော့ဒီယောဂတွေရှိလာပြီဆိုရင်မိမိရဲ့ site ကိုတင်ပြမယ်တင်ပြပြီးမှဒါတွေကိုကုသမယ်မိမိရဲ့ site ရဲ့ညွှန်ကြားမှုတွေကိုပြုလို့ရအဲ့ဒီလိုလုပ်တဲ့အခါမှာတော့အနည်းနဲ့အများတော့ဒုက္ခဆိုတာကရှိတယ်ဟုတ်လားဒုက္ခဆိုတာရှိလူအတွက်ဒုက္ခအကြီးဆုံးဒုက္ခကဘာလဲမိမိရဲ့ nafs နဲ့ဆန့်ကျင်ပြီးလုပ်ရတဲ့အလုပ်ကဒုက္ခအကြီးဆုံးပဲဒီဒုက္ခကအကြီးဆုံးပဲကျန်တဲ့ဒုက္ခတွေကတော်ရုံတန်ရုံမေ့ပြောက်လို့ရလိုက်တော်ရုံတန်ရုံလောက်ရတာခက်ခဲတဲ့အကြောင်းကတစ်ခုနဲ့လှုပ်လိုက်ရလွယ်ကူသွားမယ်မိမိရဲ့ nafs နဲ့ပတ်သက်ပြီးတော့ဆန့်ကျင်ပြီးလုပ်ရတဲ့အလုပ်တွေကလုံးဝအကြီးမားဆုံးသောအခက်ခဲပဲဒါကြောင့်ဟာလားကျွန်တော်တွေကမိမိရဲ့ site ကိုဒါဒီလိုကိစ္စတွေကိုတင်ပြပြီးတော့မှဒီလိုလုပ်မယ်ဆိုလို့ရှိရင်ခက်ခဲနေပါစေဘလို့ပဲခက်ခဲနေပါစေမိမိရဲ့ site ကိုတင်ပြမယ်တင်ပြပြီးတော့မှမိမိကိုမိမိဒီအရာတွေကနေပြီးတော့ဟာလားရှောင်ကျဉ်နိုင်သွားအောင်မိမိရဲ့အတွင်းထဲမှာရှိတဲ့ဒီယောဂဇိုးတွေပျောက်သွားအောင်ဒီယောဂဇိုးတွေဖြစ်မလာအောင်ဟာလားဒါတွေကိုကျွန်တော်တို့ရဲ့ site နဲ့မိမိရဲ့ site ဟာလားအလာဝါလာရဲ့ထံမှာချင်းကပ်ပြီးမိမိရဲ့ site ရဲ့ထံမှာချင်းကပ်ပြီးတော့မှတင်ပြပြီးတော့မှကုသမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့နှလုံးသားကျွန်တော်တို့ရဲ့ဝိညာဉ်ပိုင်းဆိုင်ရာအားကောင်းလာပြီးတော့မှကျွန်တော်တို့ရဲ့ဝိညာဉ်ပိုင်းဆိုင်ရာဒီမှာအားကောင်းလာပြီးတော့အာမလ်ဘတ်ဒီမှာများစွာလုပ်နိုင်မှာဖြစ်တယ်အကယ်၍ကျွန်တော်ဟာဒီလိုမျိုးမကုသဘူးဆိုရင်တဖြည်းဖြည်းနဲ့ကျွန်တော်ရဲ့ nafs ကအင်အားကောင်းတာကျွန်တော်ရဲ့ Shaykh Hazrat Maulana Mufti Idris Ahmad Barakatuhul Aliya ဆရာတခင်ကြီးအနေနဲ့တင်ပြတယ်ကျွန်တော်တို့ကိုဟာဝိညာဉ်နဲ့ဟလာဒီ nafs နဲ့သူအားပြိုင်နေတယ်အကယ်၍ဝိညာဉ်ဟာအားကောင်းလာပြီဆိုရင် nafs ကအားနေသွားမယ် nafs ကအားကောင်းလာပြီဆိုလို့ရှိရင်ဝိညာဉ်ကအားနေသွားမယ်အဲ့တော့ကျွန်တော်တို့ကအမြဲတမ်း nafs ကိုအားနေအောင်ကျွန်တော်လုပ်ရမယ် nafs အားနေတော့မှကျွန်တော်တို့ခုနာတွေကနေရှောင်ကျဉ်လာမယ် nafs ကိုချိုးနှိမ်ထားနိုင်မှကျွန်တော်ခုနာတွေကိုမလုပ်ဖြစ်မယ်ဝိညာဉ်အားကောင်းလာမှကျွန်တော်အာမလ်အီဘာဒတ်တွေကိုလုပ်နိုင်မယ်ဝိညာဉ်အားကောင်းလာမှနမတ်တစ်ချိန်ပြီးနောက်တစ်ချိန်ကိုဖတ်နိုင်လာမယ်အဲ့ဒီလိုပဲဝိညာဉ်အားကောင်းလာမှကျွန်တော်ဟာအလတ်ရဲ့အမိန့်တွေကိုနာခံတဲ့နေရာမှာလွယ်ကူလာမယ်ဒါကြောင့်ကျွန်တော်တို့ဟာအလွန်အင်မတန်မှပဲဝိညာဉ်ပိုင်းဆိုင်ရာယောဂတွေကိုကုသဖို့အတွက်အလွန်အင်မတန်မှပဲအရေးကြီးတယ်အဲ့ဒီလိုကုသဖို့အတွက်ကိုလည်းမိမိရဲ့မရှာဟိတ်တွေရဲ့ထံပါမှာတွားပြီးတော့ဟာလာဒီလိုဝိညာဉ်ပိုင်းဆိုင်ရာတွေကိုကုသမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အတွက်ကျွန်တော်တို့ဇင်ဒဂီကျွန်တော်တို့လိုချင်တဲ့ဆူကွန်နစီဘ်ဆိုတဲ့ဇင်ဒဂီကိုရရှိမှာဖြစ်တယ်ဒါကြောင့်အလ္လာဟ်ရှင်ကျွန်တော်တို့ဒီအားလုံးကိုမိမိကိုမိမိဟာလာအတွင်းပိုင်းဆိုင်ရာယောဂတွေကိုမိမိရဲ့မရှားကြီးရဲ့ထံမှာပြုပြင်ပြီးတော့မှမိမိကိုမိမိဇင်ဒဂီကိုဟာလာလှပတဲ့ဇင်ဒဂီအဖြစ်မွေးမြူနိုင်တဲ့တောဖစ်အလ္လာဟ်ရှင်ချီးမြှင့်ပေးသနာတော်မူပါစေ